ဒီကနေ့မိတ်ဆွေတငယ်ချင်းတွေကိုတမန်ကျမ်းစာဖျားနှုတ်ကပတ်တော်အနှင်းငယ်ဖတ်ကြားလိုပါတယ်။အဲ့ဒီတမန်ကျမ်းစာကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အခန်းငယ်1မှ9အထိဖြစ်ပါတယ်။ဖတ်ပြမယ်နော်။အစအိုးအိုး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဖျားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစအိုးအိုး၌ဖျားသခင်နှင့်အတူရှိ၏ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ထိုအလင်းသည်မှောင်မိုက်၌လင်း၍မှောင်မိုက်သည်မခံမယူဖတ်ကြသောနှုတ်ကပတ်တော်အားဖြင့်အယောက်စီတံကိုဘုရားရှင်ကောင်းချီးပေးပါစေဒီကနေ့မိတ်ဆွေတငယ်ချင်းတွေကိုတမန်ကျမ်းစာဖျားနှုတ်ကပတ်တော်အနှင်းငယ်ဖတ်ကြားလိုပါတယ်အဲ့ဒီတမန်ကျမ်းစာကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အခန်းငယ်1မှ9အထိဖြစ်ပါတယ်ဖတ်ပြမယ်နော်အစအိုးအိုး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဖျားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစအိုးအိုး၌ဖျားသခင်နှင့်အတူရှိ၏ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ထိုအလင်းသည်မှောင်မိုက်၌လင်း၍မှောင်မိုက်သည်မခံမယူဖတ်ကြသောနှုတ်ကပတ်တော်အားဖြင့်အယောက်စီတံကိုဘုရားရှင်ကောင်းချီးပေးပါစေ